အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ပြောပြပေးမှာကကြတော့ကျွန်တော်လာမေးကြတဲ့လူတွေရှိတယ်ပေါ့နော်ဘာလဲဆိုတော့ကျွန်တော် Telegram မှာ screenshot ရိုက်လို့မရအောင်ကျွန်တော်တို့ပို့ထားတဲ့စာတွေကိုပေါ့နော်သူများ copy ယူလို့မရအောင်one to one on one ပို့တဲ့စာတွေပေါ့နော်ဥပမာ channel တွေကဟာတွေကိုပြောတာမဟုတ်ဘူးgroup တွေမှာပြောတဲ့စာတွေကိုပြောတာမဟုတ်ဘူးတယောက်ချင်းပြောတဲ့စာတွေကို screenshot ရိုက်လို့မရအောင်လုပ်လို့ရလားဆိုပြီးတော့မေးထားတာမျိုးရှိရပေါ့နော်ကျွန်တော်အရင်တော့မရဘူးလို့ပဲဖြေခဲ့တာပေါ့နော်ဒါပေမဲ့ဒီတစ်ခါ update မှာကြတော့အဲ့ဒါခလုတ်တစ်ခုဖွင့်ထားလို့ရှိရင်ကျွန်တော်တို့တယောက်နဲ့တယောက်ပြောတဲ့စာတွေစကားတွေကို screenshot ရိုက်လို့မရအောင်လုပ်လို့ရသွားပြီပေါ့နော်အဲ့ဒါကလူတိုင်းရမှာတော့မဟုတ်ဘူး Telegram Premium ဝယ်ထားတဲ့သူတွေမှာပဲအဲ့ဟာဖွင့်လို့ရမှာပေါ့နော်ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်တို့setting ထဲကိုဝင်လိုက်မယ်ပေါ့နော်setting ထဲကိုဝင်ပြီးတော့ကြတော့disable sharing ဆိုတာလေးရှိတယ်အဲ့ဟာလေးကိုနှိပ်လိုက်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင် तू ကဘာလို့မရရလဲဆိုတော့ screenshot ရိုက်လို့မရတော့ဘူးပြီးတော့ဒီစာတွေကိုကိုကပို့ထားတဲ့စာတွေကိုပေါ့နော် forward လုပ်လို့မရတော့ဘူး copy လုပ်လို့မရတော့ဘူးပေါ့နော်ဆိုတော့ဒါဆိုလို့ရှိရင်ကျွန်တော်ဖွင့်လိုက်ပြီနော်ဖွင့်လိုက်ပြီဆိုလို့ရှိရင်ဒီ screen record ထဲမှာလည်းကျွန်တော်တို့ပြောထားတဲ့စာတွေကဗလာကြီးဖြစ်နေလိမ့်မယ်ပေါ့နော်အဲ့ဒါကြတော့ဒါပေမဲ့ तू ကကိုယ့်ဘက်ကဒီလိုမျိုးပိတ်ထားရဲဆိုတဲ့ဟာကိုတော့ notification တွတ်တက်တယ်ပေါ့နော်တွတ်တက်ပြီးတော့ကျွန်တော်တို့တယောက်နဲ့တယောက်screenshot တွေပါရိုက်မယ်ဆိုလို့ရှိရင်ဒီလိုဗလာကြီးပဲပေါ်တော့မှာပေါ့နော်အဲ့ဒါကိုပြန်ပိတ်ချင်တယ်ဆိုလို့ရှိရင်ခုနကသွားခဲ့တဲ့disable sharing ဆိုတဲ့နေရာမှာ enable sharing ဆိုတာလေးပေါ်နေလိမ့်မယ်အဲ့ဒါကိုနှိပ်လိုက်မှာပဲကျွန်တော်ကတယောက်နဲ့တယောက် copy ကူးတာတွေscreenshot ရိုက်တာတွေပြန်လုပ်လို့ရတော့မှာဖြစ်တယ်ပေါ့နော်ဆိုတော့အဆုံးထိရှုပေးရတော့ကျေးဇူးတင်ပါတယ်အခုစမ်းကြည့်Telegram Premium ရှိတဲ့သူတွေကစမ်းကြည့်လို့ရတယ်ပေါ့နော် Telegram Premium မရှိသေးတဲ့သူတွေလည်းကျွန်တော်စီမှာ Telegram Premium တွေလာဝယ်လို့ရပါတယ်ဗျအဆုံးထိရှုပေးရတော့ကျေးဇူးအများကြီးတင်ပါတယ်နော်